အားလုံးမော်နီပါမနက်စံတော်ချိန်9:40တော်တော်စဲမုံတိုင်းလိုဝင်နေတယ်ပေါ့နော်မိုးတွေအရမ်းရွာမိုးရွာတာဆက်ဆိုင်လေရမ်းတိုက်တာပေါ့နော်ဟိုဘက်ကပင်လယ်လာတဲ့လေတွေကဒီတိုက်ကြီးကလှုပ်နေတယ်ဟိုဘက်ဒီဘက်လှုပ်နေတယ်ပထမအဲ့ရနေနိုးဟာဘာလဲပေါ့ဆိုပြီးတော့ဒီမှာဒီဂျပန်နိုင်ငံတိုက်တယ်သူကငလင်လောက်တာခံတယ်ဆိုပြီးတော့သူကလှုပ်လို့ရအောင်လှုပ်ထားတာပေါ့နော်ဆိုတော့အခုဒီမှာလဲလေတွေကပင်လဲလာဒီဘက်လေတိုက်တော့ကျွန်တော်တို့9ထပ်မှာဆိုတော့တိုက်ကြီးကခါဟိုဘက်ဒီဘက်ဆိုတော့ဒီနေ့ခရီးဆက်ထွက်ဖို့နည်းနည်းပလန်တွေပြန်ရလေတော့တိုက်နေတယ်မုံတိုင်းဝင်တို့ဖြစ်နေတယ်ပေါ့နော်မိုးတွေရွာတနေ့တော့ဟောမကြည့်လေတဲ့တိုက်ကြီးကလှုပ်လောဆယ်ချင်းနေရတော့လေအရင်တော့တိုက်တော့မတောင်းပေါ်မှာမဟုတ်တောင်းပေါ်ကြည့်ရဲတွေရောလေတွေရောဝါချင်းနေတော့မကောင်းဘူးဒီနေ့အားလုံးမော်နီပါကျွန်တော်တို့ဒီမနေ့ကထပ်ဖို့လုံးနေတာဒါဒီဦးကအချင်းမကောင်းမိုးတွေရမ်းကြွားတယ်စောင့်နေနဲ့မစောင့်နိုင်တော့ဆယ်နိုင်လဲထိုးတော့မယ်ဆိုတာနဲ့ခီးဆက်သွားမှရှိတယ်လို့ဆိုအခုကျွန်တော်တတ်ဖတ်ပါရမယ်မိုးတွေလည်းရွာနေပါတယ်အခုတော့ဟွာဖြစ်နေပါပြီဆယ်နိုင်ထိုးကနေပြီဒါဒီဦးက9 ဒီဂရီမိုးတွေတစ်ဖွဲရွာနေပါတယ်ဆိုတော့ကျွန်တော်ဆက်လက်ခီးထွက်ကြရမယ်ပေါ့จากหัวข้างหน้าได้นะ
တော်တို့နောက်တော့ကိုရောက်လာပါပြီဒါလည်း active volcano ပဲပေါ့နော်မှာအငွေ့တွေဆူနေထားတယ်တော်တော့အရန်အေးပါတယ်မိုးတွေကနေစိုက်ကမောင်းလာတဲ့ပြင်းမောင်းရင်းနဲ့လေရန်တိုးတော့2 degree 1 degree လောက်ဖြစ်ပဲပေါ့နော်ကျွန်တော်တကယ်ချင်းနေအရန်လည်းမောပါတယ်ပင်မနဲ့ဒီနေ့တော့အရန်ပင်မနဲ့နော်ဒီမှာမောင်း IO မို့ဘေးဒီကတောင်းနိုင်ပါတိုင်းတဲ့နေရာကြီးကျဲရှိပါတယ်ရာတူရတွေ့တဲ့အတိုင်းပဲအားလုံးပဲ morning ပါမနေ့ကတော့ကျွန်တော်တို့ကီလိုနေ့ကကြော300နီးပါးလောက်မောင်းလာတယ်ပေါ့နော်ဟိုလာလဲဆိုကျွန်တော်တို့ဒီတောင်ပေါ်ကနေပေါ့နော်IO ဆိုတဲ့တောင်တိုင်းကြီးကနေပြီးတော့ဆင်းလာတော့လမ်းမှာအကြီးကျယ်နှင်းမုန်တိုင်းဝင်နေနှင်းနေရောကြားတယ်နောက်မြူတွေလည်းကြားလမ်းလည်းမတွေ့ရဆိုတော့အချိန်ကြော်တော့ကြာကြီးကိုကျွန်တော်တို့တောင်ပေါ်ကနေဆင်းလာတာပေါ့နော်နောက်ပြီးတော့လေတွေကတိုက်တာတောင်ကြားထဲမှာလေတိုက်တော့ဂိုးဝင်းရစကေးရကြီးဆိုတော့လေကဘေးကနေတိုက်တာပေါ့ဘေးကနေတိုက်တော့ခိုင်းတွန်းချလိုက်တယ်လို့ပဲမနေ့ကကျွန်တော်တို့ထိတာ -3 ပေါ့နော်စိုက်ကယ်မောင်းထဲမှာကျွန်တော်တဘွားလုံးမှာ -3 နဲ့စိုက်ကယ်မောင်းစာဒီတစ်ခါပဲရှိသေးတယ်နှင်းနေလဲကြာဆိုတော့အဲ့လေတွေအရင်တိုက်တာဘေးကနေတိုက်တာကီလို40နီးပါးတိုက်တာကျွန်တော်က GPS မှာကြည့်တာပေါ့နော်40 20တိုက်တာတောင်ကြားတွေကနေအကွေ့ရထွက်လာဝုန်းဆိုရှေ့ကနေတိုက်လိုက်ဘေးကနေတိုက်လိုက်ဆိုတော့စိုက်ကယ်ကြီးကလူးနေတယ်တော်မောင်းယူတာမနေ့ကတော်ပင်ပန်းတယ်ဆိုတော့မနေ့ကနေကျွန်တော်မောင်းချလာပြီးတော့အခုကျွန်တော်ရောက်နေတာကတော့လိတ်အခါဆိုရဲပေါ့နော်ဒီရွာယူရောက်နေကြီးကန်ကြီးပေါ့နော်အကြီးပဲအဲ့လိုရောက်မင်းညရောက်ချလာတယ်ညတော့ကျွန်တော်6နိုင်ဒိုးနီးပါးဖြစ်နေတော်လည်းပင်ပန်းသွားအဲ့မနေ့ကကျွန်တော်ဗီဒီယိုမရိုက်ဖြစ်ဘူးဆိုတော့ဒါပေမဲ့တောင်ကြားထဲမှာကျွန်တော်မနေ့ကတွေ့အဲ့မှုန်တိုင်းတွေတွေ့လာဆိုတော့ဗီဒီယိုကျွန်တော်တခါတည်းထည့်ပေးမယ်ပေါ့နော်အရန်မိုက်ပါတယ် experience လည်းအများကြီးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဘာလုပ်လဲဆိုတော့အခုဒီလက်အခါနေကူမနေ့ကျွန်တော်တို့9နိုင်ထိုးရမယ်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ဆပ်ပရိုမျိုးပါကိုပြန်မယ်ပေါ့နော်ကျွန်တော်တို့ချီတိုဆေပါကိုပြန်မယ်ညနေဒီကနေပြန်မနေ့ပြန်ကြားလို့ရှိရင်ကျွန်တော်တို့ဟွာအငေါ့ပြန်တော့မယ်ပေါ့နော်ဆိုတော့အရန်လှဒီကလူတွေလည်းအရန်ချစ်ခင်ဖို့ကောင်းတယ်ဂျပန်နေလေအရန်မိုက်တယ်အရန်ယိုတေးတယ်စီကန်အရန်ရှိတယ်ပေါ့နော်ကလေးတွေဒါအရန်လှတဲ့နေရာတစ်ခုပါဆပ်ပရိုကတော့ဟော့ကီဒိုရောကျွန်းကြီးရဲ့အလားပါတွေကိုကျွန်တော်အများကြီးတွေ့ခဲ့ရတယ်ဆိုတော့ဒီနေ့နောက်ထပ်ကီလို300လောက်ဆက်မောင်းပြီးကျွန်တော်တို့ချီတိုဆေမျိုးကိုပြန်มาတော့မယ်ဆိုတော့ဂျားမှာဘာမှတော့ထွေထူးတော့မရှိတော့ဗျဒါပေမဲ့ clip လေးကျွန်တော်တင်ပေးမယ်နော်ဗီဒီယိုလေးတွေလမ်းမှာတွေ့တဲ့ဟာလေးဂျပန်နိုင်ငံမောင်းမှာတော့အရန်ဆင်ပြေတယ်ဗျသူတို့ရဲ့ရင်စီကံလိုင်းနာမှုတွေနောက်ပြီးတော့ဘိုက်ကာတွေကလည်းအရန်ချစ်ဖို့ကောင်းတယ်လမ်းမှာတွေ့လို့ရှိရင်ကျွန်တော်တို့အဖွဲ့တွေ့ရှင်ဒီဂျပန်ဘိုက်ကာတွေဟိုဒီဘိုင်လုတ်ပြပေါ့နော်ချစ်စရာမူရာတွေလုတ်ပြလက်တွေမြောက်ပြအဲ့လိုပေါ့နော်တော်မောင်းရတာအရန်စစ်ချမ်းသာလို့ပြောရမှာပေါ့နော်ဆိုတော့ဒါနဲ့ပဲကျွန်တော်တို့ချီတိုစီမျိုးပြန်ပြီးတော့ဆပ်ပရိုမျိုးထပ်ပြီးတော့ဆက်သွားတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တက်စီဖြစ်နေပါတယ်ကျွန်တော်တို့ရွာလေးအဝင်တစ်ခုမှာပေါ့နော်တက်စီဆိုင်မှာဖားနဲ့ဖုန်းနဲ့တက်စီဆိုင်ပိုင်ရှင်ကိုယ်တိုင်ပုတ်ပေးခေါ်80လောက်ရှိတယ်はい大丈夫ですはいいいですねはいいいですありがとうございます在他那边改单吗キャッシュ他走妈妈呀
ကျွန်တော်တို့ rental 819ကိုပြောင်းပါပြီစိုက်ကယ်လာပြန်အနေပါပြီညနေဆောင်လေးပြောင်းလာမိုးလေးတစ်ဖွဲ့ရအေးပါတယ်ဗျ8 degree ပဲရှိတယ်ပေါ့နော်စိတ်နာပဲအေးတာစိုက်ကယ်မောင်းတော့ heat grip ပဲရှုပ်ကောင်းဆိုတော့အားလုံးကျွန်တော်တို့ဒီ Hokkaido trip လေးတော့ပြီးသွားပါပြီပေါ့နော်နောက်မှပဲပြန်ဆောင်ကြမယ်နော်ကျေးဇူးများတင်ပါတယ် bye bye